ကျွန်တော်ဟာတန်းချီတန်းတဲ့စိန်ခံကားတစ်စီးကိုလူအများရှိမှတင်အစင်းရတွေဖြစ်အောင်ချစ်ချလိုက်ပါတယ်။အယောင်ပြခန်းကဝန်ထမ်းတွေကျွန်တော်ကိုမတားဆီးနိုင်ခင်မှာပဲလက်ထဲကတူနဲ့ကားမှန်တွေကိုရိုက်ခွဲပစ်လိုက်တဲ့ရင်ထဲမှာအောက်ရဲထားခဲ့ရတဲ့ဒေါသတွေကဘလို့မှထိန်းချုပ်လို့မရတော့ဘူးလေ။အဲ့ဒီနောက်ဆိုဖာပေါ်မှာအေးအေးဆေးဆေးထိုင်လိုက်ပြီးကျွန်တော်ရဲ့ဘန်ကတ်ကိုထုတ်ပြကအယောင်ဝန်ထမ်းတွေကိုပြောလိုက်တယ်ဒီဆိုင်မှာရှိတဲ့စိန်ခံကားအားလုံးကိုကျွန်တော်ဝယ်မဲ့တဲ့လူဖွဲ့စည်းရဲ့အောက်ခြေကကားဆရာတယောက်အနေနဲ့ဒီလိုကျဉ်းနှံ့မှုမျိုးတစ်ခါမှမခံစားခဲ့ဘူးပါဘူးတကယ်တော့မကြခင်လေးတင်ကပဲကျွန်တော်ရဲ့တထေးကိုဟိုတယ်တစ်ခုရှိမှပို့ပေးခဲ့တာပါကားမောင်းထွက်တော့မဲ့အချိန်မှာပဲကျွန်တော်ရီးစားဟာအဝတ်စားတွေဖျို့ဖျဲနဲ့ကားထဲမှာတထေးနဲ့အတူရှိနေတာကိုတွေ့လိုက်ရတယ်အဲ့ဒီအချိန်မှာကျွန်တော်ကဘာကြီးတစ်ခုလုံးပြိုလဲသွားတယ်လို့ခံစားလိုက်ရပါတယ်ကျွန်တော်ဒေါသအကြီးနဲ့သွားမေးပေမဲ့တထေးကကျွန်တော်ကိုတားဆီးခဲ့တယ်ပိုပြီးယုံစရာကောင်းတာကကျွန်တော်ရီးစားဟာအဆက်ကြောက်လုံးဝမရှိပဲစီးစိမ်ဥစ္စာနောက်ကိုလိုက်ဖို့အတွက်ကျွန်တော်ကိုချက်ချင်းလမ်းခွဲခဲ့တာပါတထေးကကျွန်တော်ကိုနှိမ်ချဆက်ဆံနေတာကိုတောင်သူကအားပေးနေခဲ့သေးတယ်အောက်ခြေကားဆရာတယောက်ဖြစ်တဲ့ကျွန်တော်ဟာတထေးကိုပြန်ပြောဖို့တတိမရှိခဲ့ပါဘူးသူတို့နှစ်ယောက်စိန်ခံကားနဲ့ထွက်သွားတာကိုကြည့်ပြီးကျွန်တော်ဟာကောင်းကင်ကြီးကိုကြည့်ကအားကိုးရမယ်အော်ဟစ်နေခဲ့မိတယ်ဒါပေမဲ့ပိုဆိုးတာကကားတစ်စီးကကျွန်တော်ကိုဝင်တိုက်လိုက်တာပါပဲအမျိုးသမီးကားမောင်းသူကထိတ်လန့်တုန်လှုပ်နေတော့မှပဲကျွန်တော်ရုတ်တရက်ပြန်ထိုင်လိုက်မိတယ်အဲ့ဒီအချိန်မှာပဲကျွန်တော်စိတ်ထဲကနေအတန်တစ်ခုထွက်ပေါ်လာပါတယ်ဉာဏ်ရည်တုတထေးကြီးစနစ် Intelligent Tycoon System စတင်ပါပြီဒီကက်နဲ့ဘယ်မျိုးသမီးအတွက်မဆိုပတ်စံသုံးလိုက်တာနဲ့သုံးလိုက်တဲ့ပမာဏရဲ့အစပေါင်း100ကိုငွေသားအဖြစ်ပြန်ရပါမယ်တဲ့ဒါပေမဲ့စိန်ခံကားအယောင်းဆိုင်ကိုရောက်တဲ့အခါဝန်ထမ်းတွေကကျွန်တော်ရဲ့နှိမ့်ကြတဲ့အလုပ်သမားဝတ်စုံကိုကြည့်ပြီးအထင်သေးခဲ့ကြတယ်ဝန်ဆောင်မှုမပေးတဲ့အပြင်ဒီကားတွေကိုကျွန်တော်ဝယ်နိုင်မှာမဟုတ်ဘူးဆိုပြီးဝိုင်းလောင်ကြတာပေါ့ကျွန်တော်လည်းဗန်စီရင်တွေကပတ်စံတွေကိုထုတ်ပြလိုက်တဲ့အခါဝန်ထမ်းတွေရဲ့သဘောထားဟာချက်ချင်းပြောင်းလဲသွားပါတယ်ငွေတွေပိုရလာဖို့အတွက်အယောင်းဝန်ထမ်းအမျိုးသမီးတိုင်းကိုစိန်ခံကားတစ်စီးစီဝယ်ပေးဖို့ကျွန်တော်ဆုံးဖြတ်လိုက်တယ်စာချုပ်တွေလက်မှတ်ထိုးနေတော့မှပဲကျွန်တော်ရီစာဟောင်းနဲ့တထေးကရောက်လာပြန်ပါတယ်ကျွန်တော်ရီစာဟောင်းကကျွန်တော်မှာပတ်စံမရှိပါဘူးလို့အဆက်ခွဲဖို့စူးစမ်းနေတော့မှပဲကျွန်တော်ဘာမှပြန်မပြောပဲတူနဲ့တန်းချီတန်းတဲ့ကားတစ်စီးကိုထပ်ပြီးရိုက်ခွဲပြလိုက်တယ်ပြီးတော့ကားစီး20ထပ်ဝယ်ပြီးအယောင်းဝန်ထမ်းအမျိုးသမီးအားလုံးကိုလက်ဆောင်ပေးမယ်လို့ကြေညာလိုက်ပါတယ်ကျွန်တော်ရဲ့ကြွယ်ဝမှုကိုမြင်သွားတဲ့အခါရီးစားဟောင်းဟာကျွန်တော်ကိုနှိမ်ချခဲ့တဲ့တထေးကိုစွန့်ခွာပြီးကျွန်တော်စီပြန်လာဖို့ကြိုးစားပါတော့တယ်ဒါပေမဲ့နောက်ကျသွားပါပြီဘာလို့လဲဆိုတော့အယောင်းဝန်ထမ်းအမျိုးသမီးတွေအားလုံးကကျွန်တော်ကိုဝိုင်းအောင်ပြီးသူတို့ကိုလက်ထပ်ပါလို့တောင်းဆိုနေကြပြီလေနောက်ထပ်ဇလန်းအသစ်တွေထပ်မံတင်ဆက်ပေးသွားမှာမို့အကောင့်လေးကို follow နှိပ်ပြီး comment မှာတစ်ခုခုရေးခဲ့ပေးပါအောင်နော်ကြည့်ယူပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်